ဆက်ပြီးတော့သိကျင်တဲ့စိတ်က marketing ရဲ့ super power တစ်မျိုးပဲလူတွေက curious လို့ခေါ်တဲ့သူတို့ဆက်ပြီးတော့သိကျင်တဲ့အခါမှာ attention ပေးကြတယ်ကျွန်တော်တို့ရုပ်ရှင် trailer တွေပဲစဉ်းစားကြည့်ရှင်ကားကြီးတကားလုံးကိုတခါတည်းချမပြလူတွေစိတ်ဝင်စားမဲ့နေရာတွေထပ်ပြီးတော့ဘာဆက်ဖြစ်မလဲဆိုတာသိကျင်လာအောင်လှုပ်ဆော်ပေးမဲ့ scenes တွေကိုပဲသူတို့ကပြကျွန်တော်တို့ရဲ့ marketing မှာလည်းအဲ့လိုပဲအားလုံးကိုတခါတည်းရှင်းပြလိုက်တာတဲ့စာရင်ဆက်ပြီးတော့သိကျင်စိတ်ဖြစ်လာအောင်ဖန်တီးပေးဖို့လိုပါတယ်တခါတလေမှာလျှို့ဝှက်ဆန်းကျင်အနေနဲ့ကြံခဲ့ရင်ပိုတောင်မိုက်သေးတယ် customer တွေခဏခဏမေးနေတဲ့ item တစ်ခုရှိတယ်လို့ပြောလိုက်ရင်လူတွေရဲ့ attention ဒီအဲ့ဒီ item တစ်ခုပေါ်မှာချက်ချင်းရောက်ပါ curiosity က attention ရစေတဲ့အဓိကအချက်ပဲဖြစ်ပါတယ်ဒီနေ့လို attention ကရွှေထက်တန်ဖိုးရှိတဲ့ခေတ်မှာလူတွေရဲ့သိလိုစိတ်ကိုပို့ပြီးတော့ဆွဲဆောင်နိုင်တယ်ဆိုရင်ခင်ဗျားမှာ marketing super power တစ်ခုရှိနေပါပြီ